ဒီနေ့တော့အကောင်ပေါက်တွေအများကြီးရပြီဝက်ကြီးစီသွားပြီးရောင်းစားပစ်မယ်ညောင်းမမေရေကဲပါဦးကြောက်တယ် ငါအိမ်ပြန်ကျင်တယ် ငါတို့ကိုသူတို့ဘာလုပ်ကြမှာလဲမသိဘူးကြောက်လိုက်တာ ဖယားဟိုကျွဲကြီးကအကောင်လေးတွေကိုဖမ်းထားတာပဲငါတခုခုလုံးမှဖြစ်မယ် ငွေကတော့အပြည့်ပါလာပြီဒီနေ့တော့ဟိုဝက်လေးကိုငါ့ကိုပေးသဘောပါဗျာခမားကြိုက်တာရွေးလိုက်ကလေးတို့တိုးနေကြနော်ဦးလာခဲ့တာ တခါပွင့်တာနဲ့အကုန်ထွက်ပြေးကြ ဆရာတို့ရေဒီဘက်မှာလူကုန်ကူးတဲ့ကျွဲကြီးနဲ့ဝက်ကြီးကိုဖမ်းကြမလုံနဲ့လက်မြောက်ပြီးအဖမ်းခံကြစမ်းကလေးတွေကိုပြန်ပေးဆွဲမှုနဲ့ခမားတို့ကိုဖမ်းတယ် ကျေးဇူးတင်ပါတယ်ဦးကြွက်ရေ ဦးကတကယ်သူရဲကောင်းပါပဲ